ဒီနေ့ကမ္ဘာပေါ်မှာအယောင်ရဆုံးသောဆိုင်ကယ်အကြောင်းပြောပြမယ်။အဲ့ဒီဆိုင်ကယ်ကဗီဒီယိုတွေကစူပါဘုတ်မဟုတ်သလိုယာမဟာအာစစ်လိုဘိန်းမျိုးလည်းလုံးဝမဟုတ်ပါဘူး။ကျွန်တော်ပြောနေတဲ့ကမ္ဘာအယောင်ရဆုံးဘိန်းဆိုတာ Honda Super Cat ဗျ။သူကအယောင်ရဆုံးသောဆိုင်ကယ်တွေမဟုတ်ဘူး။အယောင်ရဆုံးသောယာဉ်အမျိုးအစားထဲမှာပါတယ်။လွန်ခဲ့တဲ့9နှစ်2019လောက်ကလေးက Honda Super Cat ကိုအစီးရေတန်း100လောက်ထုတ်လုပ်ရောင်းချခဲ့ပြီးသွားပြီ။လက်ရှိမှာတော့အစီးရေတန်း130နဲ့120ကြားရှိနေပြီလို့ပြောတယ်။ဆိုတော့ဒီလောက်အောင်မြင်တဲ့ဘိန်းတစ်စီးကို Honda ကဘယ်လိုဖန်တီးခဲ့တာလဲ။အားကြောင့်ဖန်တီးခဲ့ရလဲဆိုတာကျွန်တော်ဒီဗီဒီယိုမှာပြပြသွားမယ်။ဒုတိယကမ္ဘာစစ်ကြီးအပြီး73နှစ်အကြာ1958တနိုင်ငံလုံးပြန်လည်ထူထောင်ရေးအတွက်လုပ်နေတဲ့အချိန်ဖြစ်လို့လမ်းတွေပေါ်မှာအသုံးများဆုံးကတော့စပိန်တွေပေါ့ဗျာ bus လိုမျိုး public transportation တွေကအများနဲ့လူကြက်ညက်တက်နေလေးရှိတာကိုအဲ့ဒီချိန် Soichiro Honda ကသူများတွေမတွေးမိတဲ့အရာတစ်ခုကိုတွေးမိသွားတယ်ငါတို့တွေလူတိုင်းအတွက်တစ်ခုခုတိဆောက်ပြီးရင်ရောတဲ့။ဘာကြောင့်လဲဆိုတော့1958ဝန်းကျင်ကိုပြန်ကြည့်လိုက်မှဆိုရင်နိုင်ငံကမချမ်းသာသေးဘူးပုံမှန်ဝင်ငွေရှိတဲ့အလုပ်သမားတစ်ယောက်ကသူ့ရဲ့2နှစ်လုံးလစာကိုတပြားတစ်ချက်မှမစားမတော့ပဲစုကမ်းကြမှာဒီအနေဆုံးဖြစ်တဲ့ကားတစ်လေးတစ်စီးကို2နှစ်အကြာမှဝယ်စီနိုင်မယ်။ဒါကြောင့်အဲ့ဒီခေတ်ကကိုယ့်ရဲ့ကိုယ်ပိုင်စီးတော့ရင်လေးတစ်စီးရှိဖို့ဆိုတာတော်တော်လေးခက်ခဲတယ်လို့ပြောလို့ရတယ်။အဲ့ဒီခေတ်ကဘိန်းသေးဆိုတာမရှိသေးဘူးကလပ်ဘိန်းကြီးတွေပဲရှိကြသေးတယ်ဈေးကလည်းကြီးသေးတယ်။ Soichiro Honda မှာကအဲ့ဒီခေတ်ကလေးကစပိန်ပေါ်မှာအင်ဂျင်တစ်လေးတင်ထားတဲ့မိုပက်လိုမျိုးဘိန်းလေးတွေကိုထုတ်ရောင်းနေပြီးသား1946ဝန်းကျင်อ่ะပေါ့ဒါပေမဲ့အကောင်လေးတွေကပြက်လွယ်တယ်ဗျာရှော်ပါမပါနဲ့စပိန်ဆိုတော့လေစပိန်တာပေါ့ဗျာအင်ဂျင်လေးကိုပဲဗမာလိုကြီးတင်ထားလိုက်တာ哦 Honda ရဲ့ President ဖြစ်တဲ့ Soichiro Honda နဲ့ Managing Director ဖြစ်တဲ့ Takio Fujisawa တို့ကဥရောပကိုခရီးထွက်ခဲ့ကြတယ်သူတို့ရဲ့နောက်ထုတ်မဲ့ဆိုင်ကယ်ကဘလူးပုံဘလူးနီးဖြစ်တယ်လဲဆိုတာကိုတဲလန်စာသွားရှာတဲ့သဘောမျိုးပေါ့ဗျာအဲ့ဒီအချိန်ကဥရောပတစ်ခွင်မှာတစ်စီးလုံးတန်တွင်နဲ့ပဲပြုလုပ်ထားတဲ့စကူတာလေးတွေကအရင်ခစ်စားနေကြတဲ့အချိန်ဖြစ်နေတယ် Triumph တို့ BSA တို့ကထုတ်တဲ့ဘိန်းကြီးတွေထဲအဲ့ချိန်မှာစကူတာလေးတွေပဲဥရောပလမ်းမတစ်ခွင်မှာပြည့်ညက်တက်နေတာကိုသူတို့တွေ့ခဲ့ရတယ်အကိုက Honda ကပိုးကြီးပိုကောင်းတဲ့ engine power ထက်ကောင်းဆိုင်ကယ်တွေကိုလုပ်ချင်ခဲ့တာဒါပေမဲ့လူတိုင်းစီးနိုင်တဲ့ဘိန်းတွေဘက်ကိုမျှောက်လှည့်သွားတာပေါ့ဗျာကုမ္ပဏီရဲ့ပိုင်ဆိုင်မှုအားလုံးဒီပါဖြစ်တဲ့1 billion ယန်ကိုသူတို့မတီးလိုက်ကြတယ်အခုသူတို့ဖန်တီးမဲ့ဘိန်းကလက်ထက်မှာ fit ဖြစ်တဲ့အထိသိငယ်ရမယ်ပြီးတော့လူတိုင်းဒီပါအသုံးပြုရလွယ်ကူစေရမယ်ပြီးတော့ဒီဘိန်းကိုမဖြစ်မနေဒီ key feature လေးခုအတိုင်းပဲလုပ်ရမယ်လို့ပြောထားတယ်ပထမတစ်ချက်ကတော့အမြင့်ဆုံးစမ်းဆောင်ရည်ကိုပေးနိုင်တဲ့ 4 stroke engine ဖြစ်ရမယ်အတန်လေးမြင်ပြီးတော့စီစားလေးတက်တာရမယ်ဒုတိယတစ်ချက်ကအမျိုးသမီးတွေတောင်မှအလွယ်တကူကင်တွယ်စီးနှင်းလို့ရမယ် Ferrari နဲ့ကိုယ်ရယ်ဒီဇိုင်းရှိရမယ်တတိယအချက်ကကြတော့ gear ပြောင်းတဲ့ system အသစ်က gear ချိတ်မှုအတွက်ကလပ်ဆွဲစရာမလိုရဘူးနောက်ဆုံးတစ်ချက်ကတော့ထူးခြားပြီးတော့ advanced ဖြစ်တဲ့ design ဖြစ်ရမယ်ဒီ design က friendly ဖြစ်ရမယ်အပြည့်အတန်းလက်ဆက်ပြီးတော့ timeless design ဖြစ်နေရမယ်ဒီအချက်တွေနဲ့ပြည့်စုံနေတဲ့ super car လေးထွက်လာဖို့အတွက် development လုပ်နေတဲ့အချိန်က3နှစ်တောင်ကြာခဲ့တယ်မတီငွေတွေအကုန်လုံးဒီပါသုံးဆွဲခဲ့ရလို့ဒီဝါလီခံဒီအနေထားအထိကိုဖြစ်သွားတာ prototype ပေါင်းရာနဲ့ချီပြီးတော့ဖန်တီးကြတယ်စမ်းသပ်နေချိန်မှာအင်ဂျင်ခဏကွဲလို့လဲအင်ဂျင်ပေါင်းအလုံးကြီးအများကြီးဖန်တီးယူရတယ်လို့ပြောကြတယ် Underbone frame လို့ခေါ်တဲ့ step through frame ကို Super Cat မှာစတင်ပြီးတော့အသုံးပြုတယ်ဒီဒီဇိုင်းကြောင့်အမျိုးသမီးတွေအတက်အဆင်းလွယ်ကူသွားတယ်ပေါ့ဗျာအဲ့ဒီခေတ်ကဂျပန်နိုင်ငံရဲ့လမ်းတွေကမကောင်းသေးဘူးဗျဥရောပကစကူတာလေးတွေတုံးထားသလို10လက်မှ12လက်မှဂွေလေးတွေတုံးလို့ကအဆင်မပြေနိုင်ဘူးဒါကြောင့် Super Cat မှာ16လက်မှဂွေကိုအသုံးပြုဖို့ဆုံးဖြတ်လိုက်ကြတယ်1959မှာတော့ Super Cat engine ရဲ့ development ကတော်တော်လေးခီးပေါက်သွားပြီလို့ပြောလို့ရတယ် 50cc 4 stroke engine ကိုမှ OHB လို့ခေါ်တဲ့ cylinder head ကထိတ်တက်တဲ့မှာဘားနှစ်ပွင့်ထားတဲ့ဒီဇိုင်းကိုအသုံးပြုထားတယ်။အကွာ 50cc ထဲလားဆိုပြီးတော့အထင်းတော့တွတ်သေးလို့လုံးဝမရဘူး။ Honda ရဲ့ 50cc 2 stroke moped လေးဖြစ်တဲ့ Cap F တုံးอ่ะဆိုရင်သူ့မှာပါတဲ့အဲ့ဒီ auxiliary engine လေးကမြင်းကောင်ကြီးတစ်ကောင်ပဲထွက်တာဗျ။ Develop လုပ်ပြီးကစား 50cc 4 stroke engine လေးကမြင်းကောင်ကြီး4ကောင်ထွက်တယ်ဆိုတော့ power output က4ဆလောက်ဖြစ်လာတယ်ဆိုတဲ့သဘော Super Cat ရဲ့ transmission designer ဖြစ်တဲ့ Akira Akima ကဆိုရင် centrifugal clutch ကိုတီထွင်ရတာကတော့မခက်ခဲပါဘူး။ဒါပေမဲ့ဗျာ gear ချိတ်တဲ့အချိန်မှာကလပ်ကပြုတ်သွားရမယ်။လီဗာဆွဲရနဲ့ကလပ်ပြန်ချိတ်ရမယ်အဲ့လိုဖြစ်အောင်လုပ်ဖို့ကရှုပ်ထွေးတာတဲ့အဲ့ဒါတွေထပ်ပိုးပြီးတော့အာရုံနောက်ဖို့ကောင်းတာက kick starter ရဲ့ ratio ကိုရှာရတာလို့ပြောတယ်အဲ့ဒီခေတ်က step motor တွေကမပါကြသေးဘူးကိုတင်းပြီးတော့မှစနှိုးကြရတဲ့ခေတ်လေလူတိုင်းအတွက်စီးနှင်းရလွယ်တဲ့ဆိုင်ကယ်ကိုဖန်တီးနေပြီးကြမှာလူတော်တော်များများစနှိုးရခက်နေရင်တော့အဆင်မပြေနိုင်ဘူးလေပိုးပြီးတော့ရှုပ်ထွေးတဲ့ကိစ္စကဆိုင်ကယ်ကိုရက်ထားတဲ့အချိန်မှာကလပ်ကချိတ်မနေရဘူးဗျာဒါပေမဲ့ကင်းပြီးတော့စနှိုးတဲ့အချိန်မှာတော့ကလပ်ကချိတ်ပြီးတော့အင်ဂျင်ကိုတွားနိုင်ရမယ်သူတို့ရဲ့မစုံမနစ်ကြိုးပမ်းမှုကြောင့်ပဲကျွန်တော်တို့အခု110-125တွေရဲ့ကလပ်အုံထဲမှာတွေ့ရတဲ့ Arlin Pinion ဆိုတာပေါ်ပေါက်လာတာဒီကောင်းကြောင့်ပဲ Simi Auto ဆိုင်ကယ်တွေမှာက kickstart အလုပ်လုပ်သွားတာသူတို့တီထွင်ဖန်တီးလိုက်တဲ့ကလပ်အုံရဲ့ prototype ပေါင်း10မျိုးဆိုင်ကယ်အစီးပေါင်း30နဲ့အမျိုးမျိုးအပုံစံသက်ပြီးကြမှာ Super Cat ပေါ်မှာဒီ system ကိုထည့်သွင်းခဲ့တယ်အကောင်းမွန်ဆုံးသော kickstart ရဲ့ ratio ကိုလည်းရှားပြနိုင်ခဲ့ပြီးတော့ Super Cat ကိုကင်နေရတာအရန်ကိုပေါ်ပါသွားစေတယ်ကိုလူတွေအတီးဆုံး Honda Super Cat ကိုကင်နေရတဲ့ feel လောက်ကောင်းတာမရှိဘူး
1958ခုရဲ့ဩဂတ်လမှာပထမဆုံးသောစူပါကတ်ကိုစတင်မိတ်ဆက်ခဲ့တဲ့မော်ဒယ်နိမ်ကတော့စူပါကတ် C100 ဆိုပြီးတော့ဟုတ်ပါတယ် 50cc ဖြစ်ပေမဲ့လည်း C100 ဆိုပြီးတော့နာမည်ပေးထားပါတယ်အဲ့ဒီအချိန်ကလေးကစူပါကတ်ကဂီယာ3ချက်နဲ့ပဲမြင်းကောင်ရေ 4.5 HP ကို9500 RPM မှာထွက်ပေးနိုင်တဲ့တော့ကတော့ 3.2 Nm of torque ကိုရမယ်ဂရီပေးထားတဲ့အတိုင်းပဲဆိုင်ကယ်ကအတန်လေးလည်းငြိမ်သလိုစီစားလည်းအလွန်ကိုတက်တာတယ် Real world usage မှာဆိုရင်64 km ကိုစီတလီတာပဲစားတယ်အဲ့ဒီခေတ်ကဂျပန်မှာစူပါကတ်အတွက်တပတ်စာစီဘိုးက ramen တပွဲစာပဲရှိတယ်လို့ပြောကြတယ်1960မပြည့်သေးတာတော့မှပထမ generation စူပါကတ်ကရုပ်ကပက်ပက်ဆက်ဆက်လှတယ်နောက်ထွက်တဲ့ generation မိခွဲအဝိုင်းနဲ့ကောင်ကိုဘဲကောင်းစိမ့်လို့ခေါ်ပြီးတော့ဒီကောင်ကိုမြောက်လို့ခေါ်ကြတယ်ကျွန်တော်ကမြန်မာအခေါ်ပြောတာနော်စူပါကတ်ကိုမိတ်ဆက်ပြီးတစ်နှစ်အကြာ1959မှာပဲ Honda ကတစ်လမှာစူပါကတ်အစီး9000လောက်ထုတ်လို့ရတယ်လို့ပြောတယ်1960ပြည့်နှစ်မှာတော့တစ်လကိုအစီး1600လောက်ထုတ်လို့နေရပြီ Suzuka မှာရှိတဲ့ Honda Factory ကတနေ့ကိုအဆိုင်3ဆိုင်နဲ့24နာရီလုံး run တယ်အဲ့လောက်ထိကိုစူပါကတ်ကရောင်းအားကကျန့်သွားတာဒါပေမဲ့ဂျပန်တနိုင်ငံနဲ့ရောင်းအားနဲ့တော့ငါတို့မကျင်နိုင်ဘူးဆိုပြီးတော့ global ကိုဖြတ်ဖို့လုပ်တဲ့အခါလူမျိုးဈေးကွက်ကိုချက်ထွင်ခဲ့တဲ့ဆိုတာကျွန်တော်ဆက်ပြောပြမယ်You meet the nicest people on a Honda အကောင်းဆုံးလူတွေကို Honda ပေါ်မှာတင်တွေ့ရလိမ့်မယ်တဲ့ဒါက Super Cut ကို US မှာစရောက်တဲ့အခါကြော်ညာပိုစတာတွေပေါ်မှာတုံးခဲ့တဲ့စကားလုံးလေးပဲဗျအဲ့ဒီခေတ်ကအမေရိကမှာ Harley Davidson လူမျိုးဆိုင်ကယ်တွေစီးပြီးတော့အုပ်စုလိုက်ကြီးစရိုက်ဆန်စွာလူစိုးလူမိုက်လုပ်ခဲ့ကြတာတွေအောက်လောဆန်ဆန်လုပ်ခဲ့ကြတာတွေကတကယ်ရှိခဲ့ကြတာလေလူတွေကဆိုင်ကယ်စီးရင်လမ်းတရက်ဆိုပြီးတော့မြင်ခဲ့ကြတဲ့ခေတ်တစ်ခေတ်ပေါ့ဗျအဲ့ဒီအချိန် Honda ရဲ့ကြော်ညာမှာပါတဲ့ဒီစကယ်စုလေးကရိုးရိုးရှင်းရှင်းလေးနဲ့တကယ်ထိရောက်တယ်ဆိုင်ကယ်လောကမှာတွေမကကြော်ညာလောကမှာပါဂန်ဝင်မြောက်စေခဲ့တဲ့ marketing slogan တစ်ခုဖြစ်သွားတယ်ပေါ့ဗျာ Super Cut လေးအမေရိကကိုစရောက်တဲ့ချိန်မှာ Harley dealer တွေကအရန်ကိုလှောင်တာ American Cruiser ဆိုင်ကယ်ကြီးတွေနဲ့ V8 engine ကြီးတွေရဲ့ကြီးစိုးရဖြစ်တဲ့နေရာကို 50cc ဆိုင်ကယ်လေးကဘာလာလောက်တာလဲဆိုပြီးတော့ပေါ့သူတို့ Super Cut ကိုအထင်သေးတာအရန်စောလွန်သွားတယ်1963ခုနှစ်မှာတော့ American တနိုင်ငံနဲ့မှာတင်တစ်လကို Super Cut အစီး9000လောက်တောင်ရောင်းရတယ် College နဲ့တက္ကသိုလ်ကျောင်းဝင်တွေမှာ Super Cut တွေကြီးရပဲပြည့်ညက်ကုန်တယ် US မှာရှိတဲ့ Pizza Delivery ပို့တဲ့လူတွေဒါနဲ့မကသေးဘူးစားတိုက်ကစာပိုသမားတွေပါ Super Cut ကိုစတင်ဆက်တက်အသုံးပြုနေကြတယ်တချို့သော model အသစ်ထွက်တဲ့နှစ်တွေမှာဆိုရင် US မှာတစ်နှစ်ကို Super Cut အစီးရ3သိန်းဝန်းကျင်လောက်တောင်ရောင်းထွက်တယ်ဒါပေမဲ့အဲ့ဒီကိန်းကနန်းတွေက Super Cut အာရှဈေးကွက်ကိုဖျက်တဲ့အချိန်ကကိန်းကနန်းနဲ့ရှင်းလိုက်ရင်ဘာမှမဟုတ်သေးဘူး1961မှာ Honda ကသူ့ရဲ့ပထမဆုံးသောပြည်ပအခြေစိုက်စက်ရုံကိုထိုင်ဝမ်မှာစတင်တည်ဆောက်တယ်ဂျပန်ကလည်းတင်ပို့တယ်လို့ထိုင်ဝမ်ကနေလည်းထုတ်ပေးတဲ့ Super Cut တွေကအရှေ့တောင်အာရှရဲ့ဈေးကွက်မှာအစားထိုးလို့မရတဲ့အစိပ်ပိုင်းအဖြစ်လုံးဝစိတ်ဝင်သွားပါလေရောဗျာ1965မှာ Honda ကထိုင်းမှာစက်ရုံတည်ထောင်ပြီးတော့အရှေ့တောင်အာရှဒေသအတွင်းထုတ်လုပ်မှုကိုစတင်ခဲ့တယ်1960အနောက်ပိုင်း BNN စစ်ပွဲကာလာအတွင်းမှာတော့မှနိုင်ငံထဲမှာတွားလာရခက်ခဲတာနဲ့73စီစီမြင့်တက်မှုတွေကိုဖြစ်ရှင်းနိုင်မှုအတွက်တောင် BNN အထူးသဖြင့်စိုက်ကွန်လို့ခေါ်တဲ့ဟိုချီမင်းမျိုးတွေကိုစူပါကတ်တွေကိုအစီးရတောင်းနဲ့ချီပြီးတော့တင်သွင်းခဲ့တယ်လန်ဆိုစီရှားကိုကြုံနေရတဲ့ BNN ပြည်သူတွေအတွက်စူပါကတ်ကလုံးဝအသက်ကယ်စီတစ်ခွက်ဖြစ်ခဲ့တယ်စီကြီးပြီးသွားပြီးနှစ်ပေါင်းများစွာကြာတဲ့အချိန်မှာတော့မှအက်ကလေးကတွင်သွင်းလာတဲ့စူပါကတ်တွေကလမ်းပေါ်မှာတန်တန်မာမာနဲ့ပြေးလွှားအသုံးတော်ခံနေတော့မယ်အဲ့ဒီခေတ်ကဘောင်းမီတိုစကတ်တိုဝိတ်လို့မရှိတဲ့အာရှသူတွေအတွက်လည်းစူပါကတ်ရဲ့ step through brain ကအတက်အဆင်းလွယ်ကူစေခဲ့တယ်စူပါကတ်ကိုအသုံးချမှုမှာအကျဉ်းဆုံးကတော့အင်ဒိုနီးရှားပဲအင်ဒိုနီးရှားရဲ့စားငံရည်ပြေဝလှတဲ့လေးထုကြောင့်စူပါကတ်ရဲ့ brain တွေကတန်ကြီးလိုက်ပြီးတော့သုံးဆလို့မရတော့သည့်တိုင်အောင်သူ့ရဲ့ engine ကိုနေရာတိုင်းမှာအသုံးချနေတော့မယ်တနိုင်တစ်ပိုင်းအိမ်တွင်းမှာပဲသုံးလို့ရမယ်မီးစက်ကလေးတွေဆက်လေတေးသေးလေးတွေအမုံကျိတ်တဲ့ဆက်တွေစသဖြင့်နေရာပေါင်းစုံမှာစူပါကတ် engine ကိုဆက်လက်ပြီးတော့အသုံးချတာကိုတွေ့ရတယ်ဗျစူပါကတ်ကိုစတင်မိတ်ဆက်ပြီးတော့10နှစ်အကြာ1968မှာတင်စူပါကတ်ရဲ့ရောင်းအားကအစီးရေ9သန်းကိုပြည့်သွားပြီ1984မှာစုစုပေါင်းအစီးရေ10သန်းရောင်းထားရပြီးတော့ဂျပန်အပြင်နောက်ထပ်နိုင်ငံပေါင်း14နိုင်ငံမှာစူပါကတ်ကိုတက်ဆင်ထုတ်လို့ရောင်းချနေပြီဗျရောင်းချတဲ့နေရာဒေသပေါ်မူတည်ပြီးတော့ကွဲလွဲမှုလေးတွေအနည်းငယ်တော့ရှိတယ်ဥရောပဘိန်းတွေက regulation အတိုင်းစီတိုင်းကြီးလေးသေးမယ်အရှေ့တောင်အာရှမှာရောင်းမဲ့ကောင်တွေက heavy duty spring damper နဲ့ကောင်တွေဖြစ်မယ်ဂျပန်ကကောင်တွေကတော့ wide suspension တသွယ်လေးနဲ့လာမယ် US ကကောင်တွေကကြတော့ power up နည်းနည်းလေးပိုများပြီးတော့ sprocket ရဲ့အချိုးကပိုပြီးတော့ကျဲမယ်1965ခုမှာတော့တချို့ဒေသတွေမှာ Honda Super Cut C65 ဆိုတဲ့ဘိန်းကိုမိတ်ဆက်တယ်အဲ့ဒီကောင်ကထူးထူးဆန်းဆန်းဂီယာ၄ချက်ပါမယ်ပြီးတော့အဲ့ဒီခုနှစ်တွေမှာပဲ Super Cut C100 ကိုမိတ်ဆက်ထားတယ်အခုခေတ် Super Cut တွေရဲ့စံဖြစ်တဲ့ဘိန်းတစ်စီးပဲဘာဖြစ်လို့လဲဆိုတော့အဲ့ဒီ model ကိုရောက်ခံကြမှာ cam ရှက်ကြီးကဆိုင်ကဲရဲ့ head ထဲကိုရောက်သွားတာ overhead cam လို့ခေါ်ပြီးတော့အဲ့ဒီ C100 Super Cut ကမြင်းကောင်ကြီး 9.5 ကောင်တောင်ထွက်တယ်1980မှာတော့ die casting လို့ခေါ်တဲ့တက်တူတွန်းလောင်းတဲ့နေရာမှာ Honda ကလုံးဝဆရာကြီးတဆူဖြစ်သွားပြီ engine အတွက်လိုအပ်တဲ့ grind gauge နှစ်ချမ်းဆက်ကိုဖန်တီးရမှာတိကျမှုတွေကလုံးဝ next level ပဲဆိုင်ကဲရဲ့အလေချမ်းထဲမှာပစ္စည်းတွေကို
တက်ဆင်တဲ့အခါလူသားလှုပ်တာရှိဖို့အတွက်ဟပေးထားတဲ့ပမာဏက 0.02 မီလီမီတာလို့ပြောတယ်ဒါကလူစပင်တစ်ချောင်းရဲ့အထူနဲ့အတူတူနီးပါပဲအဲ့လိုမျိုး clear run လေးလုပ်ပေးထားတဲ့အတွက်ကြောင့်မလို့ဆိုင်ကယ် engine ကိုတက်ဆင်တဲ့နေရာမှာလဲထူးစရာထောင်းစရာရိုက်ထည့်စရာမလိုဘဲနဲ့အကုန်လုံး fitting ကြကြလေးဝင်သွားတယ်ဒါကြောင့် engine ကိုထုတ်လုပ်စဉ်ကြာမြင့်ချိန်ကို short ချနိုင်တယ်လို့ခက်ခဲမှုကိုလည်း short ချနိုင်လို့ cost effective ဖြစ်သွားတယ်ပြောရရင်တော့ engine ထုတ်လုပ်တဲ့နေရာမှာကုန်ကျစရိတ်တက်တာသွားတယ်ပေါ့ဗျာ1980ကတော့ super cat ကအောင်မြင်ဆုံးနှစ်တစ်နှစ်ပဲကျွန်တော်တို့အရင်ရင်းနှီးတဲ့မီးကွက်၄000နဲ့ super cat ကိုစတင် mix တဲ့နှစ်ဖြစ်ပါတယ် capacity discharge ignition လို့ခေါ်တဲ့ CDI ပါလာတဲ့ပထမဆုံးသော super cat ဖြစ်ပြီးတော့သူ့ရှိကဘိန်းတွေကတော့လုံးဝ point တိုက်လေးကြီးရဲ့ပဲဒီမီးကွက်၄000နဲ့ super cat လေးမှာ 86cc ရှိတဲ့ engine ကိုအသုံးပြုထားပြီးတော့မြင်းကောင်ရေက8ကောင်တောင်ထွက်လာပြီသူ့နာမည်ကိုတော့ကိုလူတွေလည်းသိကြပါပါ C90 super cat ဆိုပြီးတော့ပေါ့ဒီကောင်လေးကို super cat deluxe ဆိုပြီးတော့လည်းခေါ်ကြတယ်ဂျပန်ပြည်တွင်းသုံးတဲ့တခြားအာရှနိုင်ငံတွေအတွက် super cat C90 ကဂီယာ3ချက်ပဲပါမယ်သူကခရီးဝေးမှာ high speed နဲ့မောင်းဖို့ထဲမြို့ထဲမှာပစ္စည်းတွေအများကြီးတည်ဖို့အတွက်လိုအပ်တော့ကောင်းအောင်လုပ်ထားတာဒါကြောင့်အာရှဘာရှင်း C90 မှာနောက်ဖြစ်နိုင်ကုန်နေရာမှာကယ်ရီယာပြားကြီးအကြီးကြီးပါတာဥရောပဈေးကွက်အတွက်ထုတ်တဲ့ C90 တွေကတော့ဂီယာ4ချက်ပါတယ် C90E C90G ပြီးတော့ N တို့ P တို့ဆိုပြီးတော့တခြားဘာရှင်းတွေလည်းရှိသေးတယ် C90 က super cat တမိုင်းတစ်လျှောက်လုံးမှာတက်တန်းအရှိအကြဆုံးနဲ့အအောင်မြင်ဆုံး super cat တစ်စီးလို့ပြောလို့ရတယ်ဆိုတော့ဗီဒီယိုကိုညီကုန်းချုပ်ရရင် super cat ကကျွန်တော်တို့ရဲ့နေ့စဉ်လှုပ်ရှားသွားလာမှုတွေအရေးပါတဲ့အန်နာဘုံဆိုင်ကလေးတွေအတွက်တိတ်ကိုအရေးကြီးလွန်းတဲ့ရှေ့ဆောင်လမ်းပြဆိုင်ကတစ်စီးဖြစ်ခဲ့တယ် what if အကယ်၍များပြ Honda က super cat ကိုတာမထုတ်ခဲ့ဘူးဆိုရင်ကျွန်တော်တို့အန်တာဘုံဆိုင်ကလို့ပြောလို့ရတဲ့110-125ကလေးတွေကိုတွေ့ရခြင်းမှတွေ့ရတော့မှာပြီးတော့ semi automatic gear ဘက်ကိုရောပဲကျွန်တော်တို့ပတ်ဝန်းကျင်မှာနေ့စဉ်နဲ့အမျှမြင်နေရတဲ့ကလပ်ဘိန်းနဲ့ auto ဘိန်းမဟုတ်တော့ရိုးရိုး gear ဘိန်းလေးတွေအားလုံးက super cat ရဲ့ engine ကိုမှီညမ်းပြီးတော့ထွက်လာတယ်လို့ပြောလို့ရတယ်ခစ်တီဘလောက်ပဲတိုးတက်နေHonda နေနေ Yamaha နေနေ Suzuki အစုံကလပ်ဆွဲစရာမလိုဘဲနဲ့ gear ချိန်လို့ရတဲ့110-125ကလေးတွေထွက်လာဖို့ဆိုတာကဒီ super cat ကြောင့်ဗျဒါလို့ဆိုရင်ဘာလို့ super cat က legend ဘိန်းတစ်စီးဖြစ်တုံးဆိုတာနားလည်လောက်ပြီးထင်ပါတယ် super cat အကြောင်းဗီဒီယိုကိုတော့ဒီလောက်နဲ့အဆုံးသတ်ပါမယ် Good night ပါဗျာ